မြန်မာပြည်မှာသုံးတဲ့အိမ်တုပ်ဆေးစီလာအမျိုးအစားဘယ်နှမျိုးရှိလဲနန်းတိတလောက်လေးအကြံပြင်းလေးလာပြောပြပေးပါမယ်မြန်မာပြည်မှာအသုံးပြုလေးရှိတဲ့စီလာနယံကတ်ဆေးခန်းဆေးအမျိုးအစား၃မျိုးလေးကိုပြောပြပေးပါမယ်ရေဆေးစီလာနယံကတ်ဆေးခန်းဆေးလို့လည်းခေါ်ပါတယ်ဒီရေဆေးစီလာကိုအိမ်တွင်းအိမ်ပြင်ကွန်ကရစ်နယံတွေအုတ်နယံတွေနဲ့ပလတ်စတာကင်ထားတဲ့မျက်နှာပြင်တွေမှာသုံးကြပါတယ်ကွန်ကရစ်နယံကနေထွက်လာတဲ့အဆိုဓာတ်ကိုကာကွယ်ပြီးတော့အပေါ်ဆေးဆွဲကပ်မှုကောင်းမွန်စေပါတယ်ရေဆေးစီလာရဲ့အားသာချက်ကတော့အနက်နဲမဲ့ထောက်သွင်းမှုမြန်ဆန်ခြင်းနဲ့ရေပြည့်အလွယ်တကူရောဆက်အသုံးပြုနိုင်ခြင်းတို့ပဲဖြစ်ပါတယ်ဒါကတော့ရေဆေးစီလာရဲ့အသုံးပြုပုံနဲ့အားသာချက်တွေပါရှင်နောက်တစ်ခုကတော့စီဆေးစီလာနယံကတ်ခန်းဆေးပေါ့နော်စီဆေးစီလာကိုအဆိုဓာတ်အလွန်များတဲ့နယံတွေနယံဟောင်းပတ်ကြအရှိတဲ့နယံတွေနဲ့အစီးမိုကွက်တွေဆွဲနေတဲ့နယံတွေမှာသုံးကြပါတယ်စီဆေးစီလာကနယံမျက်နှာပြင်အတွင်းပိုင်းကိုနှက်ဆိုင်စွာစိတ်ဝင်နိုင်ပြီးတော့အဆိုဓာတ်တွေကိုပိုခိုင်မာစွာပိတ်ဆို့ပေးပါတယ်အဆိုဓာတ်များတဲ့နယံတွေကိုရေဆေးစီလာထက်စီဆေးစီလာကပိုခံနိုင်ရရှိပါတယ်အစီများတဲ့နယံမိုကွက်တွေထွက်နေတဲ့ဆိုးရွားတဲ့နယံမျက်နှာပြင်တွေအတွက်အထူးတင့်တော်ပါတယ်စီဆေးစီလာကိုတီးတန်းတင်နာဒါမှမဟုတ်ရေနံနဲ့ရောဆက်သုံးပေးရပါတယ်ဒါကတော့စီဆေးစီလာရဲ့အသုံးပြုပုံနဲ့အားသာချက်တွေပါရှင်စီလာနောက်ထပ်တစ်ခုကတော့တစ်သားနဲ့တန်ထည်တွေမှာသုံးတဲ့စီလာခန်းဆေးကတ်ဆေးတွေပါတစ်သားမျက်နှာပြင်ဒါမှမဟုတ်တန်ထည်မျက်နှာပြင်တွေအတွက်တီးတန်းထုတ်လုပ်ထားတဲ့ဆေးပဲဖြစ်ပါတယ်တစ်သားထဲကနေတစ်ဆေးအစီတွေအပြင်ကိုထွက်မလာအောင်ပိတ်ပေးပါတယ်တန်ထည်တွေတန်ကြီးမတက်အောင်ကာကွယ်ပေးပါတယ်တချို့နေရာမှာခါကြတော့တစ်သားအတွက်တီးတန်းစီလာခန်းဆေးတန်ထည်အတွက်တီးတန်းစီလာခန်းဆေးဆိုပြီးတော့လည်းရှိပါတယ်ကိုစေးသုံးမဲ့နေရန်ကနေရန်အစ်စ်လားနေရန်အဟောင်းလားဒါမှမဟုတ်တစ်သားလားတန်ထည်လားဆိုတာကိုကြည့်ပြီးစီလာမျိုးစားကိုရွေးပြီးတော့သုံးပေးနိုင်ပါတယ်ရှင်နောက်ဗီဒီယိုမှာနန်းတို့အထိုင်းမှာအသုံးများကြတဲ့ primer အမျိုးအစားတွေကိုနန်းလာပြီးတော့ပြောပြပေးပါမယ်ဒီနေ့နန်းဘာလုပ်ရလဲဆိုတော့နေရန်အောက်ခြေကိုတင်ပေးနေတာပဲဖြစ်ပါတယ်နေရန်အောက်ခြေတွေကြီးလို့လာအောင်ပြီးတော့နေရန်အတွင်းပိုင်းကိုအဆိုဓာတ်တွေရေတွေမစိတ်ဝင်နိုင်အောင်ဆီလီကွန်ပစ်ပြီးတော့ကောက်ွယ်ပေးတာပေါ့နော်နောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြပါမယ်ရှင်